Miss People 2000အတွက်ဒုတိယဆင့်ရွေးချယ်ခြင်းစီစဉ်များကိုအုပ်စုလိုက်ခွဲပြုလုပ်ရမှာဂရုရဲ့ပထမဆင့်အောင်မြင်သူ15ဦးရမှာ9ဦးရွေးချယ်တဲ့အစီအစဉ်များကိုတင်ဆက်ပေးလိုက်ပါတယ်ဒီတစ်ပတ်မှာပို့ပြီးတော့ရင်ခုန်ရမယ့်အစီအစဉ်တွေပါဝင်လာပါပြီရှင်ပြီးခဲ့တဲ့ပတ်တုန်းကတော့15ဦးရနေပြီးတော့စကားရင်10ခုကိုပဲကြံခဲ့တာဖြစ်ပြီးတော့အခုဒီစင်မြင့်ပေါ်တက်လာမယ့် Group A အုပ်စု10ဦးရနေပြီးတော့9ဦးပဲကြံရစ်ခဲ့တော့မှာဖြစ်ပါတယ်ရှင် Miss People ပြိုင်ပွဲပြုလုပ်တာကတော့9ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်ရှင်ဒီနှစ်မှာလည်းပဲ2012အတွက်ဘသူတွေတရဖူဆောင်းလဲဆိုတာကိုအားလုံးကစိတ်ဝင်စားရှိနေကြပါတယ်အခု Miss People Style Competition 2012ရဲ့ Semi Final လို့ပြောရမယ်အခုလိုစီစဉ်မှာသူတို့ရဲ့ Special Talent တွေသူတို့ရဲ့ Special Catwalk တွေနောက်ပြီးတော့သူတို့ရဲ့ Special IQ တွေကိုဒီဘက်မှာပြသတော့မှာဖြစ်ပါတယ်ပြိုင်ပွဲဝင်10ဦးကိုကျွန်မဖိတ်ခေါ်ပါမယ်အားလုံးပဲပရိသတ်ကြီးလည်းရင်ခုန်စွာနဲ့ကြိုဆိုပေးပါအောင်ရှင်အခုဒီဝိစုံလေးနဲ့တဖိတ်ဖိတ်တောင်းနေတဲ့ angel လေးတွေကဒီလိုမျိုးလှပမှုတွေအတွက်ပါဝင်ကူညီပေးကြတဲ့သူတွေကိုရှိပါတယ်အခုလှပတဲ့ဝိစုံလေးတွေကိုဆင်မြန်းပေးတာကတော့ Yes I Do Bridal Boutique မှာဖြစ်ပါတယ်ရှင် Makeup နဲ့သပင်ကိုပြင်ဆင်ပေးတာကတော့လင်းလင်း Makeup Artist ဖြစ်ပါတယ်ရှင်စီးထားတဲ့ဖက်နှက်လေးတွေကတော့ Lily ဖက်နှက်များပဲဖြစ်ပါတယ်ရှင်ပွဲတက်တဲ့ Elegant Footwear လေးတွေကိုစီးထားတာဖြစ်ပါတယ်သူတို့ခြေလမ်းအလှဆုံးခြေလမ်းလေးနဲ့ရှင်ပြိုင်ကြမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့တိုင်မှတ်1ကတော့ Academy ကိုလူမင်းတိုင်မှတ်နဲ့ Academy အင်ဒရာကျော်စင်တိုင်မှတ်3အဆိုတော်အာဇာနီတဦးချင်းစီကိုမမိုးဖိတ်ခေါ်ပေးပါမယ်ရွှေရမင်းဦးအသက်18နှစ်အရက်9ပေ3လက်မှာကို4ချိန်104ပေါင်ဖြစ်ပါတယ်ဒိုင်လေးမင်းများရှေ့သူကက်ဝတ်ရှောက်ပါအောင်ရှင် Grab somebody sexy tell them hey10နှစ်လူရှိန်23နှစ်9ပေ4လက်မှာပေါင်130ဖြစ်ပါတယ်မဆင်3ဇင်မာထွန်းအသက်20 9ပေ4လက်မှ112ပေါင်ဖြစ်ပါတယ်မဆင်လေးခင်းညီညီလွင်အသက်22နှစ်9ပေ4လက်မှ102ပေါင်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့မေဒဂျန်အသက်22နှစ်9ပေ4လက်မှခွဲ114ပေါင်နောက်ထပ်တူကတော့ရှင်ငိမ့်မုံအသက်19နှစ်9ပေ9လက်မှာပေါင်130နောက်ထပ်တူလာပါပြီဟန်တီ15နှစ်9ပေ6လက်မှာ68ပေါင်ဒီမရောငင်း19နှစ်9ပေ6လက်မှာကွယ်ပေါင်13023နှစ်9ပေ6လက်မှာကွယ်121ပေါင်နောက်ထပ်တစ်ယောက်ကတော့စုလေးဖြစ်ပါတယ်အသက်20 9ပေ9လက်မှာပေါင်130နောက်ထပ်အမှတ်ပေးမယ့်အစီအစဉ်တွေကျွန်မထပ်ပြီးတော့ဖိတ်ခေါ်ပါမယ်ညီမလေးရွှေရမင်းဦးကြွပါရှင်ဘယ်လိုတဲလက်များပြမလဲဆိုတာကိုနည်းနည်းပြောပြပါဦးသမီးကတချင်းဆိုပြမှာပါဟုတ်ကဲ့နောက်ထပ်တစ်ခုကတော့ဟန်တီဖြစ်ပါတယ်ရှင်ဒီစီစဉ်မှာသမီးကဘယ်လိုရည်ချင်းလေးတွေဘယ်လိုစွမ်းလေးတွေသမီးရဲ့အစွမ်းလေးတွေကိုပြမလဲဆိုတာပြောပြပါဦးသမီးစန်းရတီးပြမှာပါ
နောက်တစ်ယောက်ကတော့စင်မာထွန်း သမီးကတော့တရုတ်ဆောင်ပြမှာဖြစ်ပါတယ်ကိုရနိုင်ငံသားမှကြောင်းတော့တယ်မယ်ဘယ်လောက်ကြာမှာလဲငါနဲ့ကြာမှာဖြူကိုကြီးကိုချစ်နေတယ်ဆိုတာကိုကြီးသိရတာနဲ့ဘာလို့ဖြူကိုထားခဲ့တာလဲကိုကြီးမရှိရင်ဖြူမနေတော့ဘူးကိုကြီးအရင်စတာပဲဟုတ်ကဲ့စင်မမသူတို့လမ်းလျှောက်ပြတာတစ်မျိုးကိုပိုင်အရေးသွေးလေးတွေကိုသူတို့ကြိုတင်ပြင်ဆင်လာတာလေးတွေကိုကောင်းမယ်ထင်တာလေးတွေကိုစူးစမ်းပြီးပြသတာတစ်မျိုးနှစ်မျိုးရှိသွားပါပြီဒီအစီအစဉ်ကတော့မေးစရာလေးတွေလည်းရှိမယ်တွေးစရာလေးတွေလည်းရှိမယ်ပြစရာလေးတွေလည်းရှိမယ်ဒိုင်လူမင်းတွေရဲ့အပိုင်းဖြစ်ပါတယ်အဲ့တော့ဒိုင်လူမင်း3ဦးကနေပြီးတော့ပြိုင်ပွဲမှာတဦးချင်းစီကိုမေးမြန်းဆွေးနွေးမယ်အစီအစဉ်လေးဖြစ်ပါတယ်မင်္ဂလာပါညီမလေးဟုတ်ကဲ့ညီမလေးကကိုယ့်ရဲ့အတိတ်တွေကိုပြန်တန်းတားနေတတ်တဲ့သူမျိုးလားအတိတ်ဆိုတာကိုလုံးဝမစင်စားပဲမေးပြတတ်တဲ့လူမျိုးလားဟုတ်ကဲ့ရှင်ညီမအတိတ်ဆိုတာကိုကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေညီမအတက်နိုင်ဆုံးမေးပြအောင်ကြိုးစားပါတယ်ဘာလို့လဲဆိုတော့အရင်ကထက်အခုလက်ရှိဘဝကပိုရေးကြီးရယ်အခုလက်ရှိရောက်နေတဲ့အချိန်ကလည်းပိုရေးကြီးပါတယ်အဲ့အတွက်ကြောင့်မို့လို့ဝမ်းနည်းစရာကိစ္စတွေကိုတွေးပြီးတော့စိုးရိမ်နေမဲ့အစားအခုလက်ရှိမှာပိုကောင်းအောင်လုပ်မယ်အရင်တော့စိတ်ချမ်းသာကြရတယ်လည်းပြန်ပြီးတော့ဂုဏ်ယူမနေပါဘူးကိုယ့်ဘာသာကိုဒီလက်ရှိဘဝမှာအဲ့ထက်ပိုပြီးတော့ကောင်းအောင်ကြိုးစားပါမယ်လို့စိတ်ကူးထားပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါညီမမင်္ဂလာပါနိုင်တစ်ခုမှာနနက်6နာရီညနေ6နာရီထိလက်တံတုံနဲ့လက်တံရှည်ကအကြိမ်မြများထပ်တယ်လေတဲ့နှစ်ခါပါသိကြပါလားဟုတ်ကဲ့သိကြပါပြီကျေးဇူးပဲနော်ဒါလေးမင်္ဂလာပါမင်္ဂလာပါညီမလေးဘဝမှာရှင်ပြိုင်မှုတွေရှိလာလို့ရှိရင်ပထမခြေလမ်းကိုဘလို့စိတ်သက်မျိုးနဲ့ဘလို့ခံယူချက်မျိုးနဲ့လမ်းမလဲကိုအကောင်းဆုံးဖြစ်အောင်တော့ရှင်ပြိုင်မှာပေါ့နော်ဘာလို့တဲ့ကိစ္စကမအောင်မြင်ဘူးဆိုတာမျိုးရောအမျိုးမထားဘဲနဲ့ကိုယုံကြည်ပြီးတော့အောင်မြင်အကောင်းဆုံးဖြစ်အောင်ရှင်ပြိုင်မှာပါရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့သူတို့လေးတွေကိုရှေ့မှာထားပြီးတော့ပဲပြိသက်လေးကြားအောင်မမိုးလဲနားထအောင်ဒိုင်လေးမင်းများတဦးချင်းစီလူကြီးမင်းတို့ရဲ့စိတ်ထဲမှာရှိတာလေးတွေကိုနည်းနည်းလေးသုံးသပ်ပေးပါဦးအားလုံးမင်္ဂလာပါကိုတို့မေကွန်းလေးတွေမေးတဲ့အခါဖြတ်ကိုတို့ဘာတွေစဉ်းစားလဲဆိုတော့ဖြတ်ထွင်းဉာဏ်တို့เนาะလက်ရှိလေ့လာမှုပေါ့เนาะ observation ဘယ်လောက်ကောင်းလဲတို့ဘယ်လောက်တော်တော်လက်ရှိလဲပေါ့เนาะပြီးတော့မေကွန်းတစ်ခုကိုမေးလိုက်တဲ့အခါ response ကဘယ်လောက်ချိန်တွင်းမှာဖြစ်နိုင်လဲဆိုတာလေးတွေကိုကိုတို့အမှတ်ပေးပါတယ်အဲ့ဒီမှာဘာတွေတွေ့ရလဲဆိုတော့တော်တော်များများဖြစ်တတ်ပါတယ်ကလေးတွေမှာမေကွန်းနဲ့အဖြေနဲ့လွဲနေတာမျိုးတချို့ကြတော့ဘုဒ္ဓပတ်ဝန်းကျင်လေးလာမှုအားနေတာတွေလည်းတွေ့တယ်တချို့ကြတော့ဖြတ်ထွေးဉာဏ်ကောင်းတယ်မြန်တယ်ဒါပေမဲ့လည်းသူ့အဖြစ်မှာပြည့်စုံမှုမရှိတာမျိုးလေးတွေလည်းတွေ့ရတယ်အဲဒီတော့ခုချိန်ကစပြီးတော့ကိုမျက်စိတွေနားတွေကိုဖွင့်ဒီနေ့ကဘာကြီးကကိုနဲ့မဆိုင်ဘူးဆိုတဲ့ကိစ္စမရှိဘူးအဲ့ဒါလေးကိုခေါင်းနဲ့သွင်းပြီးမျက်စိတွေနားတွေဖွင့်ထားရင်ဒီလိုကိစ္စမျိုးကညီမလေးတို့နောက်ရှေ့ဆက်လာမဲ့ဘဝမှာအခက်အခဲမရှိနိုင်ဘူးလို့ကိုအကြံပေးခြင်းပါတယ်ညီမလေးတို့ကဘယ်လိုဖြစ်လဲဆိုတော့ပြိုင်ပွဲရဲ့နည်းနည်းကြောက်ရွံ့မှုပေါ့အဲ့ဒါလေးတော့ရှိနေတာပေါ့နော်။မှဆိုလို့ရှိရင်မေကွန်းမေးလိုက်တယ်ဆိုလို့ရှိရင်ပြန်ဖြေမှာအဲ့လိုပေါ့အရင်အဲ့လို friendly ဖြစ်တဲ့ပုံမျိုးပေါ့နော်။အဲ့လိုမျိုးတော်တော်လက်လက်နဲ့ပြန်ဖြေတဲ့ဟာမျိုးလေးအဲ့လိုမျိုးလေးလိုချင်တယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးတွေကလည်းအမှတ်ပေးရတဲ့ထဲမှာပါတယ်။မေကွန်းကိုဘာပြန်ဖြေရမလဲဆိုပြီးစဉ်းစားတာတော့စဉ်းစားပါတော့။ဒါပေမဲ့အဲ့လိုစဉ်းစားရင်းနဲ့ပဲကိုဖြေလိုက်တဲ့ဟာတွေကအရင်အဲ့လိုတော်တော်လက်လက်လေးနဲ့ပြန်ပြီးတော့ဖြေစေချင်ပါတယ်။ကျွန်တော်အနေနဲ့ပြောချင်တာတော့ညီမလေးတို့အခုဖြေသွားတာတွေကတော့ဒီလိုမျိုးစိတ်လှုပ်ရှားနေတော့တယောက်နဲ့တယောက်ကလည်းတိတ်မတိမ်မယိမ်းလေးတွေပဲဖြေသွားပါတယ်ကျွန်တော်လည်းအမှတ်တွေကိုမတိမ်မယိမ်းလေးတွေပဲပေးထားပါတယ်ဒိုင်လူကြီးတွေရဲ့သုံးသက်ချက်ကိုပြန်ပြီးတော့ကြည့်ရတဲ့အခါမှာဒိုင်လူကြီးတွေကသူတို့ပြသသွားတဲ့3ချိန်တွေကနောက်ဆုံးချိန်ဖြစ်တဲ့မိကွန်းဖြေချခြင်းပေါ်မှာတော်လေးအားမရတာကိုတွေ့ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ကျမတို့မကြခင်ချိန်ငယ်အတွင်းမှာ9ယောက်ကတော့တက်လာပြီး9ယောက်ကတော့ကြံခဲ့တော့မှာဖြစ်ပါတယ်ဒိုင်လူမြင့်များအမှတ်ပေါင်းမှုအတွက်ကျမတို့ရင်ခုန်စွာနဲ့ခဏလေးစောင့်လိုက်အောင်ပါရှင်အဲ့လိုပြုတ်သွားမဲ့လူနဲ့ဒီလိုဆက်လက်ပြီးတော့တက်လှမ်းမဲ့လူတွေအပေါ်မှာရောအကိုကပြောချင်တဲ့စကားများရှင်လဲသိပြစေအတွေ့အကြုံနဲ့သင်ခန်းစာယူတတ်ဖို့ပါပဲကိုကပြောသလိုပေါ့အားလုံးကနိုင်တဲ့သူတွေကြည့်တော့မဖြစ်နိုင်ဘူး
ရှုံးနေတဲ့သူတွေလည်းရှိမှာပဲအဲရှုံးနေတဲ့သူကကိုယ့်ရဲ့ရှုံးကိုယ့်ရဲ့အားနည်းချက်ကိုကိုယ့်အကိုပြန်ရှာဖော်ထုတ်နိုင်ပြီးသင်ခန်းစာယူတတ်ဖို့ပါပဲသင်ခန်းစာသာယူတတ်မယ်ဆိုရင်နောက်တစ်ချိန်နောက်ထပ်သူတို့ရဲ့ခြေလမ်းတွေအတွက်အများကြီးအတွေ့အကြုံတွေသင်ခန်းစာတွေရမှာပါဟိုပေါ့နော်စီမင်းစီကန်ရတော့9ယောက်ဖြစ်ပါမယ်တကယ် final ပွဲကြီးမှာ15ယောက်ပဲတင်မယ်ဆိုတဲ့ခါကျတော့အခုတော့ဒီ10ယောက် group ABC မှာ9ယောက်စီဖြုတ်တဲ့ခါမှာအခုဆိုလို့ရှိရင်လည်းအခု group A ကတော့ပြီးသွားပြီပေါ့နော်ဟိုတခုရရှယ်ဟိုဘယ်လိုခေါ်မလဲအမှတ်တွေအများကြီးတော့မကွာဘူးနည်းလေးတွေပဲကွာမယ်အငယ်တို့ရွေးလိုက်တဲ့ဖြုတ်လိုက်တဲ့လူကလည်းကျန်တဲ့လူတွေလည်းအဲ့လိုပဲစိတ်တိုင်းကြမယ်သဘောကြမယ်လို့ထင်ပါတယ်ပါသွားတဲ့9ယောက်ကတော့သူတို့စကားပြောတာလေးတွေရောသူတို့ရဲ့လှပမှုလေးတွေရောကကျန်ခဲ့တဲ့9ယောက်တည်းတာနေလို့ပါသွားတာပေါ့နော်အဲ့ဒါလေးပဲပြောချင်ပါတယ်အဲ့ကျန်ခဲ့တဲ့9ယောက်ကလည်းဒါကိုစိတ်မလျှော့ပဲနဲ့စိတ်တက်မကြပဲနဲ့နောက်ထပ်ပြိုင်ပွဲတွေဝင်ဖို့ပြင်ဆင်ဖို့အတွက်လေကတစ်လို့သတ်မှတ်ပြီးတော့စိတ်ကိုထားစေချင်ပါတယ်ပြည်သက်ကြီးရှင်မမိုးရဲ့လက်ထဲမှာတော့အဖြေလွှာတွေရောက်ရှိနေပါပြီဒီတစ်ခါကျမသူတို့ပြိုင်ပွဲဝင်တဲ့ဓာတ်ပုံလေးတွေကိုစုစည်းပြီးတော့ပြန်ယူလာပါတယ်ဒီဓာတ်ပုံလေးတွေတပုံချင်းစီမှာသူတို့ရဲ့အဖြေလေးတွေကိုရေးထားတာဖြစ်ပါတယ်ပြိုင်ပွဲဝင်10ဦးစလုံးကိုထပ်ပြီးတော့ဖိတ်ပါမယ်ပြိုင်ပွဲဝင်10ဦးစလုံးကြွပါဘက်ကိုသွားပါမယ်စောစောဒိုင်လေးမင်းများပြောသွားသလိုခက်ခဲရွေးထုတ်လိုက်ရတဲ့9ယောက်ကိုကျမကြီးညာပေးပါမယ်ကျမကြီးညာလိုက်တဲ့သူတွေဒီညာဘက်ဟိုဘက် backdoor ရဲ့ရှေ့မှာသွားရက်ရမှာဖြစ်ပါတယ်ပြီးတော့မှကျမတို့နာမည်អော်ပေးပါမယ်မြင်တဲ့လောက်လေးလက်ညှိုးထိုးကြည့်ပါရှင် TV ကြည့်တဲ့ပရိသတ်ကြီးကတော့မြင်သွားပါပြီရှင်ငိမ့်မိုးနောက်ထပ်တူကိုကျမပြပါမယ် Emerald ငိမ့်နောက်တစ်ယောက်ပါမြင်ရရင်နာမည်လေးអော်ပေးပါအောင်စုလေးနောက်တစ်ယောက်ကတော့ဒီကပရိသတ်ကြီးအော်ရာကိုနားထောင်ကြည့်မယ်နော်ဟုတ်ကဲ့ရှင်အခုတန်နုရှိန်တို့ Emerald ငိမ့်တို့စုလေးတို့ရှင်ငိမ့်မိုးတို့ရှိတဲ့ဘက်ကိုသွားမယ်တယောက်ကတော့ဟန်တီဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ပရိသတ်ကြီးခုမြင်တွေ့ရတာကတော့ပြိုင်ပွဲဝင် Group A ထဲကနေပြီးတော့နောက်ထပ် Final ကိုတက်ဖို့ရွေးချယ်ခံရတဲ့9ဦးပဲဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်။သမီးကတော့ထန်းနုရှိဖြစ်ပါတယ်။ဒီစကားတင်9ယောက်မှာပါတယ်ဆိုတော့ရန်ပျော်မိပါတယ်။ရန်စိတ်လှုပ်ရှားနေတဲ့အချိန်မှာကိုယ့်နာမည်ကိုကြော်ညာလိုက်တော့လေရန်ကိုစိတ်လှုပ်ရှားပြီးတော့ပျော်မိပါတယ်။အခုလိုမျိုးစကားတင်9ယောက်ထဲထိပါလာမျောလည်းမမျောလင်းထားပါဘူးရှင်။အဲ့လိုပါရတဲ့လည်းအရန်ဝမ်းသာပါတယ်။ Final ကြရင်တော့ဒီလိုမျိုးလိုအပ်ချက်တွေအမှားတွေနောက်ထပ်မဖြစ်အောင်လို့ဒီထက်အများကြီးပို့ပြီးကြိုးစားသွားမှာပါ။မင်္ဂလာပါရှင်။သမီးရဲ့နာမည်ကတော့ရှင်နေမှုဖြစ်ပါတယ်။သမီးဒီစကားတင်9ယောက်ထဲပါတဲ့အတွက်အရန်ရင်တုံပြီးရင်ခုန်ပြီးဝမ်းသာနေပါရဲ့ရှင်။သမီးရှေ့ဆက်မဲ့ Final အတွက်လည်းအများကြီးပြင်ဆင်သွားပါဦးမယ်ရှင်။အားလုံးပဲမင်္ဂလာပါရှင်။သမီးရဲ့နာမည်ကတော့ဟန်တီပါ။သမီးအခုစကားတင်9ယောက်ထဲပါသွားတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်။အရန်လည်းဂုဏ်ယူမိပါတယ်။သမီးဒီနောက်ပြိုင်ပွဲတွေနောက် Final ပြိုင်ပွဲအတွက်လည်းသမီးအကောင်းဆုံးဖြစ်အောင်ကြိုးစားသွားမှာပါ။အားလုံးပဲမင်္ဂလာပါသမီးကအခုစုလေးဖြစ်ပါတယ်စကားတင်9ယောက်ရွေးတာအရင်သားနဲ့မတူဘဲနဲ့တစ်ချိန်ကဓာတ်ပုံတွေနဲ့အဲ့လိုမျိုးခေါ်ပြီးတော့ပြောတော့လေပို့ပြီးတော့ရှင်နေခုံနေရှင်ဒီထက်ပိုကောင်းအောင်ကြိုးစားသွားမယ်လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ရွေးချယ်ခံရသူတွေကတော့ Final ပွဲကိုတက်ရောက်သွားပါပြီနောက်နေ့မှာအုပ်စု B တွေကဘယ်သူတွေ Final ပွဲတက်ရောက်မလဲဆိုတာစောင့်ကြည့်ပေးပါအောင်နော်